ဇက်ပွဲနှစ်ပွဲကိုယာယီနားထားပြီးမေမြင့်မူမြတ်သူတို့နဲ့ရုပ်ရှင်ကားကြီးတကားရိုက်ကူးသွားမဲ့အောင်ဆန်းဘူးဒီရုပ်ရှင်ကားကြီးမှာတော့အောင်ဆန်းဘူးအနေနဲ့ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့မင်းသမီးများဖြစ်ကြတဲ့မေမြင့်မူမြတ်သူတို့နဲ့အတူပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်လက်တလုံးမှာဇက်ပွဲတွေကိုခဏနားထားပြီးရုပ်ရှင်အလုပ်ဘက်ကိုအာရုံစိုက်သွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီရုပ်ရှင်ကားကြီးဟာအမှုပညာအရာအလေးထားရိုက်ကူးသွားမဲ့ project တစ်ခုဖြစ်တယ်လို့လည်းနှိစက်သူများကဆိုပါတယ်။အောင်ဆန်းဘူးမေမြင့်မို့မြတ်သူတို့ပူးပေါင်းတရုပ်ဆောင်မဲ့ဒီရုပ်ရှင်ကားကြီးကိုပရိသတ်များကလည်းစိတ်ဝင်စားမှုမြင့်တက်နေပြီးဇလန်းအကြောင်းအရာနဲ့ထွက်ရှိမဲ့အချိန်ကိုတော့မကြခင်ထပ်မံကြေညာသွားဖွယ်ရှိပါတယ်။